မိပိထားတဲ့တရားသဘုတ်ကိုဒီနေ့ဟောကြားနာကြရအောင်။နိဗ္ဗာန်ကိုရည်မှန်းတောင်းတပြီးတော့ဝိပဿနာအလုပ်အားထုတ်နေကြတဲ့ပုဂ္ဂိုလ်တိုင်းမလုံမဖြစ်ဥဒ္ဒရမယ်လို့တခုဖြစ်တယ်။ဝိပဿနာအလုပ်အားထုတ်နေတဲ့ယောဂီတိုင်းဒီကိုယ်စိတ်ကိုမကြာခဏစစ်ဆေးပေးရမယ်။ကိုယ်စိတ်ကိုစစ်ကြည့်လိုက်တော့ဘာသိမလဲ။မိမိရဲ့ရည်မှန်းချက်ကိုအထောက်အကူပြုမဲ့သဘောမိမိရဲ့ရည်မှန်းချက်ကိုပျက်စီးစေမဲ့သဘောအဲ့ဒီသဘောနှမျိုးကိုတွေ့ရဝိပဿနာအလုပ်အားထုတ်နေကြတဲ့ပုဂ္ဂိုလ်များသည်မေဖို့နိဗ္ဗာန်ကိုရည်မှန်းချက်ထားပြီးတော့အားထုတ်နေကြတာဖြစ်တော့မေဖို့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့သဘောမေဖို့နိဗ္ဗာန်နဲ့လွဲချော်သွားစေနိုင်တဲ့သဘောအဲ့ဒီသဘောနှမျိုးကိုတွေ့ရမယ်တနည်းပြောရင်တော့ကုသိုလ်သဘောနဲ့အကုသိုလ်သဘောကိုတွေ့ရအလွယ်ဆုံးပြောရရင်တော့ကောင်းတဲ့သဘောနဲ့မကောင်းတဲ့သဘောနှမျိုးကိုတွေ့ကြရမယ်ကိုယ်စိတ်ကိုစစ်ကြည့်လိုက်လို့တွေ့ရှိလာတဲ့အဲ့ဒီသဘောနှမျိုးရဲ့အပေါ်မှာလုပ်ငန်းစဉ်၄မျိုးနဲ့အလုပ်လုပ်သွားရမယ်ကိုယ်စိတ်ကိုစစ်ကြည့်လိုက်လို့မကောင်းတဲ့သဘောတွေ့လာရတယ်ဆိုရင်လောလောဆယ်တွေ့နေရတဲ့မကောင်းတဲ့သဘောကိုလည်းပဲသိရှင်းသွားအောင်ဖိစားပြအောင်ကြိုးစားအားထုတ်ရမယ်နောက်ကိုအဲ့ဒီလိုမကောင်းတဲ့သဘောဖြစ်မလာအောင်ကြိုးစားအားထုတ်ရဒါကလုပ်ငန်းစဉ်တစ်ခုလောလောဆယ်တွေ့နေရတဲ့မကောင်းတဲ့သဘောနဲ့အလားတူအခြားသောမကောင်းတဲ့သဘောများလည်းမိမိရဲ့စိတ်ဆင်မှာဝင်ရောက်မလာအောင်ကြိုးစားအားထုတ်ရမယ်ဒါလည်းလုပ်ငန်းစဉ်တစ်ခုအဲဒီလိုအဖြစ်မကောင်းတဲ့သဘောနဲ့ပတ်သက်ပြီးတော့လုပ်ငန်းစဉ်နှစ်ခုကိုယ်စိတ်ကိုစစ်ကြည့်လိုက်လို့ကောင်းတဲ့သဘောကိုတွေ့ရင်လည်းပဲလောလောဆယ်တွေ့နေရတဲ့ကောင်းတဲ့သဘောကိုလည်းပဲတည်တံ့ပြီးတော့နေအောင်တိုးပွားပြီးတော့လာအောင်ကြိုးစားအားထုတ်ရလောလောဆယ်တွေ့နေရတဲ့ကောင်းတဲ့သဘောနဲ့အလားတူအခြားသောကောင်းတဲ့သဘောတွေလည်းပဲမိမိရဲ့စိတ်အစဉ်မှာပြည့်စုံပြီးတော့လာအောင်ကြိုးစားအားထုတ်ရမယ်ကောင်းတဲ့သဘောနဲ့ပတ်သက်ပြီးတော့လည်းပဲလုပ်ငန်းစဉ်နှစ်ခုအဲဒီလိုအပြင်ကိုယ်စိတ်ကိုစစ်ကြည့်ပြီးတဲ့နောက်သဘောတရားနှစ်မျိုးရဲ့အပေါ်မှာလုပ်ငန်းစဉ်၄မျိုးနဲ့အလုပ်လုပ်သွားမယ်ဆိုရင်မိမိတို့ရည်မှန်းတောင့်တတဲ့လက်ဖို့နိဗ္ဗာန်ကိုလွယ်ကူကူလင်းမြန်နဲ့ရောက်ရှိနိုင်ကြမှာဖြစ်တယ်။သဘောနှမျိုးနဲ့လုပ်ငန်းစဉ်၄မျိုးဆိုတာကတော့အများသိတဲ့စကားနဲ့ပြောရရင်တော့သမ္မာပဋ္ဌာန်၄ပါးပါပဲ။အဲဒီလိုသဘောနှမျိုးပေါ်မှာလုပ်ငန်းစဉ်၄မျိုးနဲ့အလုပ်လုပ်သွားမယ်ဆိုရင်ဒီရဲ့ရည်မှန်းချက်ကိုပြန်စွာရောက်ရှိနိုင်ကြမှာဖြစ်တယ်။ဒီတော့မကောင်းတဲ့သဘောသိရှိလာတဲ့အခါမှာအဲဒီမကောင်းတဲ့သဘောလေးကိုယ်စိတ်အစဉ်မှာမဖြစ်အောင်ကောင်းတဲ့သဘောလေးတွေ့လာတဲ့အခါမှာအဲဒီကောင်းတဲ့သဘောလေးဖြစ်နေအောင်ဆိုတဲ့သဘောကတော့အခြေခံကမ္မတက္ကတာသမာဓိဋ္ဌိနေကနေပြောတာပါပဲတကယ်တမ်းကတော့မကောင်းတဲ့သဘောကိုလည်းပဲဝိပဿနာရဲ့ရှုခံအာယုံပြုကောင်းတဲ့သဘောကိုလည်းပဲဝိပဿနာရဲ့ရှုခံအာယုံပြုပြီးတော့ကိုယ်စိတ်ကိုစစ်ကြည့်လို့တွေ့လာတဲ့မကောင်းတဲ့သဘောနဲ့ကောင်းတဲ့သဘောနှစ်မျိုးအပေါ်ကနေဝိပဿနာဉာဏ်မဉဏ်ဆိုတဲ့အနှစ်သာရတွေကိုထုတ်ယူကြရမှာဖြစ်တယ်အဲဒီတော့ကိုယ်စိတ်ကိုစစ်တယ်ဆိုတာလောကဥပမာအဖြစ်ပြောရရင်တော့မှန်ကြည့်တယ်လို့ပါပဲလောကနှက်ကြံပါခြင်းပုဂ္ဂိုလ်များမှန်ကြည့်တော့မှန်တဲ့ကမိမိရဲ့မျက်နှာရိပ်မိမိရဲ့ပုံရိပ်မှာမကောင်းတဲ့သဘောနဲ့ကောင်းတဲ့သဘောနှစ်မျိုးကိုတွေ့ရအဖို့အပရင်ပြောင်းကွယ်ဆက်ရှိတဲ့မကောင်းတဲ့သဘောကိုတွေ့လာရင်လည်းပဲတော်လည်းတွေ့နေတဲ့မကောင်းတဲ့သဘောလေးကင်းရှင်းသွားအောင်ကြိုးစားရမယ်အခြားသောမကောင်းတဲ့သဘောတွေလည်းပဲမိမိရဲ့ရုပ်အစဉ်မှာဖြစ်ပေါ်မလာအောင်ကြိုးစားအားထုတ်ရမယ်ကောင်းတဲ့သဘောလေးတွေ့ရင်လည်းပဲလောလောဆယ်တွေ့နေရတဲ့ကောင်းတဲ့သဘောလေးတည်တတ်နေအောင်ကြိုးစားရမယ်အခြားသောနောက်ထပ်ကောင်းတဲ့သဘောတရားလေးတွေပဲလည်းပဲပြည့်စုံအောင်ချောသွားအောင်ကြိုးစားအားထုတ်ကြရမယ်အဲဒီလိုသဘောနှမျိုးပေါ်မှာလုပ်ငန်းစဉ်၄မျိုးနဲ့မှန်ကြည့်ပြီးတော့အလုပ်လုပ်သွားမယ်ဆိုရင်မိမိရဲ့မျက်နှာမိမိရဲ့ခန္ဓာကိုယ်လှပတင့်တယ်အောင်အကျိုးစားကျမ်းအောင်ပြုပြင်အားထုတ်လို့ရတယ်အဲဒီလိုပဲဝိပဿနာယောဂီများဒီလည်းပဲကိုယ်စိတ်ကိုမှန်ကြည့်တယ်လို့အမြဲတမ်းစစ်ဆေးပြီးတော့မကောင်းတဲ့သဘောတွေ့ရင်လည်းအဲဒီသဘောကျင်းသွားအောင်ကောင်းတဲ့သဘောတွေ့ရင်လည်းပြည့်စုံအောင်ဆိုတဲ့တစ်ဆင့်တက်ပြီးတော့မကောင်းတဲ့သဘောနဲ့ကောင်းတဲ့သဘောကိုဝိပဿနာရဲ့အရှုခံအာယုံပြုပြီးတော့ဝိပဿနာဉာဏ်အစစ်စစ်မဉဏ်အစစ်စစ်မြင့်တက်သွားအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။အဲကြောင့်အာထာသောမှန်သည်သစ္စာကနာထုံးမကောင်းတဲ့သဘောနဲ့ကောင်းတဲ့သဘောကိုဆင်ញံခြင်းကျိုးရှိပါပြီ။
တဲ့ဆိုခဏဆုံးမိမိရဲ့မျက်နှာနဲ့မိမိရဲ့ခန္ဓာပေါ်မှာတွေ့ရတဲ့မကောင်းတဲ့သဘောနဲ့ကောင်းတဲ့သဘောကိုဆင်ခြင်ပြီးတဲ့နောက်မကောင်းတဲ့သဘောကိုဖယ်ရှား၍ကောင်းတဲ့သဘောတွေတိုးပွားအောင်ကြိုးစားရခြင်းအကျိုးရှိသည်ဟောဒီစစ်စစ်မသွေဖြစ်ပါပေတည်းကိုယ်စိတ်ကိုယ်စစ်ဆိုတဲ့စကားရက်မှာကိုယ်စိတ်ဆိုတာကတစ်ခုကိုယ်စစ်ဆိုတာကတစ်ခုအချက်နဲ့နှစ်ခုရှိအဲ့ဒီအချက်နဲ့နှစ်ခုကိုအခြေခံပြီးတော့သဘောတရား၄မျိုးခွဲလို့ရတယ်ကိုယ်စိတ်ကိုယ်စစ်တာကတစ်မျိုးကိုယ်စိတ်ကိုသူများစစ်တာကတစ်မျိုးသူများစိတ်ကိုကိုယ်စစ်တာကတစ်မျိုးသူများစိတ်ကိုသူများစစ်တာကတစ်မျိုးလို့၄မျိုးခွဲထုတ်လို့ရအဲ့ဒီ၄မျိုးထဲမှာသူများစိတ်ကိုသူများစစ်တယ်ဆိုတာကတော့သူများနဲ့ပဲသက်ဆိုင်တယ်ကိုယ်နဲ့ဘာမှမသက်ဆိုင်ဘူးကိုယ့်ရဲ့အကျိုးကိုယ့်အတွက်ဘာအကျိုးစီးပွားမှမရှိတဲ့အတွက်ကြောင့်အဲ့ဒီအချက်ကိုတော့ဦးဇင်းတို့ထည့်သွင်းပြီးတော့စဉ်းစားစရာမလိုဘူးရှင်း၃မျိုးကိုပဲထည့်တော့စဉ်းစားရရှင်း၃မျိုးထဲမှာလည်းပဲကိုယ်စိတ်ကိုစစ်ခြင်းကအဓိကပဲကိုယ်စိတ်ကိုသူများစစ်တာနဲ့သူများစိတ်ကိုကိုယ်စစ်တာဟာလည်းပဲကိုယ်စိတ်ကိုစစ်ဖို့အတွက်အထောက်အကူအချမ်းရံအကြောင်းတရားတွေပဲကိုယ်စိတ်ကိုသူများစစ်တာလည်းပဲကိုယ်စိတ်ကိုစစ်ဖို့အတွက်သူများစိတ်ကိုကိုယ်စစ်တာလည်းပဲကိုယ်စိတ်ကိုပြန်ပြီးစစ်ဖို့အတွက်ဒီသူများစိတ်ကိုပဲကိုယ်စစ်စစ်ကိုယ်စိတ်ကိုပဲသူများစစ်စစ်ကိုယ်စိတ်ကောင်းမှုအတွက်ကိုယ်စိတ်အစဉ်အတန်မြင့်မားဖို့အတွက်ကိုယ်စိတ်အကြီးအသွေးမြင့်မားဖို့အတွက်ကိုသာဥတည်ချက်ထားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ကိုသူများစစ်ခြင်းနဲ့သူများစိတ်ကိုကိုယ်စစ်ခြင်းဟာလည်းပဲကိုယ်စိတ်ကိုစစ်ခြင်းရဲ့အောက်စဉ်အောက်မှာရှိတဲ့အချက်လက်များပါပဲကိုယ်စိတ်ကိုစစ်ခြင်းရဲ့အချမ်းအရံအကြောင်းတရားပူတွဲပါဝင်နေတဲ့သဘောတရားများပဲဖြစ်တဲ့ကိုယ်စိတ်ကိုစစ်ခြင်းလို့ပဲဆိုနိုင်တာပါပဲအဲ့ဒီသဘောတရား၃ခုတည်းကသူများစိတ်ကိုကိုယ်စစ်ခြင်းဆိုတဲ့အချက်ကိုရှင်းပြပါအာရုံပြုကြည့်ရအောင်သူများစိတ်ကိုကိုယ်စစ်ခြင်းဆိုတဲ့အချက်ကလည်းပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တစ်ခုပဲသူများစိတ်ကိုကိုယ်စစ်ကြည့်လိုက်လို့သူများစိတ်မှာမကောင်းတဲ့သဘောတွေ့နေရင်သူ့လိုမကောင်းတဲ့သဘောမျိုးကိုယ်စိတ်မှာရှိလားကိုယ်စိတ်ကိုပြန်ဥတည်ပြီးတော့ဥလှည့်ပြီးတော့စစ်ကြည့်ကိုယ်စိတ်မှာအဲဒီလိုမကောင်းတဲ့သဘောမျိုးမဖြစ်အောင်ကြိုးစားမယ်သူများစိတ်ကိုစစ်ကြည့်လိုက်လို့ကောင်းတဲ့သဘောတွေ့လာရင်လည်းပဲအဲ့ဒီကောင်းတဲ့သဘောလေးကိုယ်စိတ်မှာရှိရလားပြန်စစ်ကြည့်အဲ့ဒီကောင်းတဲ့သဘောလေးကိုယ်စိတ်မှာရှိအောင်ကြိုးစားမယ်ဒီလိုသွားရအောင်ဒါကြောင့်သူများစိတ်ကိုကိုယ်စစ်တာလဲကိုယ်စိတ်ကိုယ်စစ်ဖို့အတွက်ပါပဲဒီတော့သူများစိတ်ကိုကိုယ်စစ်တဲ့နေရာမှာတော့ပရစိတ်တဝိဇာနနာဘိညာရတဲ့ပုဂ္ဂိုလ်များကတော့သူများရဲ့စိတ်ကိုဓာတ်ရိုက်စစ်ဆေးလို့ရသူများရဲ့စိတ်ကိုဓာတ်ရိုက်သိနိုင်ပရစိတ်တဝိဇာနနာဘိညာကိုမရရှိကြတဲ့ပုဂ္ဂိုလ်များကတော့စိတ်ကိုဓာတ်ရိုက်မသိနိုင်ဘူးဝစီကံပြောဆိုကာယကံအပြုမှုကိုကြည့်ပြီးတော့ပဲသူ့ရဲ့စိတ်ကိုသိရခန့်မှန်းလို့ရဘာလို့လဲဆိုတော့ဝစီကံပြောဆိုတဲ့ကာယကံအပြုမှုတွေဆိုတာလည်းပဲစိတ်ကနေပေါက်ဖွားပြီးတော့လာတယ်စိတ်ကနေမြင်ရှားခံတယ်စိတ်ကသာလျှင်ရှိသောကောင်းဆောင်စိတ်သာလျှင်အကြီးအမှုဖြစ်စိတ်ကကောင်းရင်အပြောဆိုတဲ့အပြုမှုတွေကောင်းစိတ်ကမကောင်းဘူးဆိုရင်အပြောဆိုတဲ့အပြုမှုတွေမကောင်းဒီတော့မကောင်းတဲ့အပြောဆိုတဲ့မကောင်းတဲ့အပြုမှုကိုကြည့်ပြီးတော့သူ့စိတ်မကောင်းဘူးကောင်းတဲ့အပြောဆိုတဲ့ကောင်းတဲ့အပြုအမှုကိုကြည့်ပြီးတော့သူ့စိတ်ကောင်းတယ်လို့ဒီလိုအကဲခတ်ခွင့်ရဒီတော့ဝစီကံပြောဆိုတဲ့ကာယကံပြုမှုကိုကြည့်ပြီးတော့စိတ်ကိုစစ်ဆေးကြမယ်စစ်ဆေးပြီးတော့မိမိရဲ့စိတ်ထဲမှာသူတော်မှရှိတဲ့မကောင်းတဲ့သဘောမဖြစ်အောင်ကောင်းတဲ့သဘောလေးပြည့်စုံအောင်ကြိုးစားရမယ်ထို့တဲ့တစ်ဆင့်တက်ပြီးတော့ထိုမကောင်းတဲ့သဘောနဲ့ကောင်းတဲ့သဘောကိုအရှုခံအာယုံပြုပြီးတော့ဝိပဿနာဉာဏ်အဆင့်မဲ့ဉာဏ်အဆင့်တွေမြင့်သွားအောင်ကြိုးစားအားထုတ်ကြရမယ်ဒါသူကစိတ်ကိုကိုစစ်တဲ့နေရာမှာနိမန်လမ်းမှန်စစ်ဆေးလိုက်တဲ့အတွက်ကြောင့်နိမန်လမ်းမှန်ဆိုတာခုနပြောတဲ့အတိုင်းကမ္မတက္ကရာနယ်ကိုကြော်ပြီးတော့ဝိပဿနာနယ်ထိရောက်အောင်စစ်ဆေးနိုင်တဲ့အတွက်ကြောင့်အတုမရှိသောနိဗ္ဗာန်ချမ်းသာဖြင့်ချမ်းသာသွားခဲ့တဲ့သာရကလေးတစ်ခုကိုအာရုံပြုကြည့်အောင်တခါတော့ကဗာရဏသီတိရှင်မင်းကြီးတစ်ပါးအမတန်ပြင်းထန်တဲ့အနာယောဂတစ်ခုဆွဲကပ်အဲ့ရတဲ့ကလုံးဝမထနိုင်မနဲ့အဲ့ရတဲ့မှာဘုံလေးတဲ့အဆင့်ကိုရောက်ဗာရဏသီမင်းကြီးအဲ့ရတဲ့လဲပြီးတော့မကျမ်းမာဖြစ်နေတဲ့အချိန်မှာနန်းတော်တွေကအမတ်ကြီးများကဘယ်လိုစဉ်းစားကြသလဲဆိုတော့တို့ရဲ့ဗာရဏသီမင်းကြီးတော့အမတန်ပြင်းထန်တဲ့ယောဂဝေဒနာဆွဲကပ်နေပြီဒီပုံအတိုင်းဆိုရင်တော့တို့အရှင်မင်းကြီးကြာအသက်ရှင်မှာမဟုတ်တော့ဘူးမကြခင်မှာပဲလက်ရွာဆံကံတော်ကုန်တော့မယ်မင်းကြီးလက်ရွာဆံရင်တော့တို့အတွက်အတမေဝကြောင့်ပြုရတာခက်ခဲတော့မယ်
ဒီတော့မင်းကြီးနဲ့ရမဆန်ငင်ကတည်းကတို့အတွက်ခိုင်မာတဲ့အတမင်းကောင်းကြောင့်တစ်ခုထောက်တရားရအောင်ကြိုးစားထမှဖြစ်မယ်ဆိုပြီးတော့အဲ့လိုအမကြီးများစဉ်းစားပြီးတော့ဒီရဲ့ဇနီးမယားသမီးသားများကိုခေါ်ပြီးတော့တိုင်းတော်ဘာထွက်သွားကြတိုင်းတော်ဘာကရှင်ရှင်စီမံအမှုတော်ထမ်းပြီးတော့စိတ်ကခါစားပြီးတော့လုံကြီးပြည့်စုအလုံကြီးပြုတ်ပြီးတော့နေဒီကျမ်းမာရေးကောင်းလာပြီဆိုတာသိတဲ့အခါကျတော့တို့မကြီးမကတိုင်းတော်မှာအလုပ်လုပ်ပြင်မယ်လို့လည်းပဲသုတော်လက်တော်ယာရုဌာနတော်တွေဘာမှမရတော့အကျိုးမဖြစ်တော့တို့ဗန္ဒနတိမင်းကြီးကျမ်းမာရေးကောင်းလာပြီပြန်လဲပြီးတော့နေကောင်းသွားပြီဆိုတာလည်းသိရောတိုင်းပြည်ကိုပြန်လာကြအဲ့ဒီဗန္ဒနတိမင်းကြီးကကျမ်းမာရေးကောင်းတဲ့အချိန်မှာနိုင်ငံထဲမှာရှိတဲ့အမတ်ကြီးများကအမတ်ကြီးများကိုမတွေ့တော့မေးတဲ့အမတ်ကြီးတွေဘယ်ရောက်သွားကြလဲနိုင်ငံတွေကရှိတဲ့ပုဂ္ဂိုလ်များကအကြောင်းကျိုးပြောပြအကြောင်းကျိုးပြောပြတော့ဗန္ဒနတိမင်းကြီးကစဉ်းစားဒီပုဂ္ဂိုလ်များမိကောင်းဆွေကောင်းမိတ်ဆက်ဆွေစစ်တွေမဟုတ်ကြဘူးဒါဘုံတွေကိုတွေကြီးပြီးတော့ကျမ်းမာရေးကောင်းမွန်နေတဲ့အချိန်မှတုန်းကတော့ငါအလိုလိုက်ငါအကြိုက်ဆောင်ပြီးတော့စိကခါးစားလိုက်ကြတာသုတော်လက်တော်ရအောင်ယာရုဌာနန္ဒရနာဌာနန္ဒရရအောင်ငါနဲ့ပေါင်းသေးဆက်ဆံပြီးတော့နေလိုက်ကြငါယောဂဆွဲကပ်ပြီးလဲဆိုရင်ငါ့ကိုလုံကြီးပြုစုဘောတော်မြတ်ငါ့ကိုစွန့်ခွာပြီးတော့ထွက်သွားကြတယ်အဲ့တော့သူတို့ရဲ့အပြုအမူကိုကြည့်ပြီးတော့ဉာဏ်ပညာကြီးမှထက်မြက်တဲ့နည်းနည်းပဲပညာရှိတဲ့ပုဂ္ဂိုလ်များကြတော့ပြောဆိုပြုမှုလောက်တင်မရဖဲနဲ့စိတ်ထိရအောင်သွားဒီပုဂ္ဂိုလ်များရဲ့စိတ်အစမှာမေတ္တာတရားကင်းမဲ့လိုက်တာမေတ္တာဆိုတဲ့သဘောကမိတ်တေဘဝမေတ္တာလို့ဆိုတဲ့အတိုင်းမိတ်ဆွေ၌ဖြစ်တတ်သောသဘောကိုမေတ္တာလို့ဆိုတဲ့အတွက်ကြောင့်မိတ်ဆွေဆိုတဲ့စကားလုံးကလည်းပဲမေတ္တာတရားရှိသောပုဂ္ဂိုလ်မေတ္တာတရားပြည့်စုံသောပုဂ္ဂိုလ်လို့ဒီလိုဆိုရတယ်မေတ္တာတရားမရှိဘူးဆိုရင်မိတ်ဆွေဆိုတဲ့နာမည်ဟာအတုအယောင်မျှတာပါပဲတကယ်အနတ္တနာမည်မဟုတ်ဘူးမေတ္တာရှိသောပုဂ္ဂိုလ်ကိုယ်တိုင်လည်းမိတ်ဆွေလို့ခေါ်ပါတယ်မိတ်ဆွေဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ဖွင့်ရင်မေတ္တာရှိသူလို့အဓိပ္ပာယ်ရဒီတော့မိမိကစဉ်းစားတဲ့ဒီမကြီးရဲ့စိတ်မှာမေတ္တာတရားကင်းမဲ့နေတယ်လောဘဆိုတဲ့တရားတွေသာလွှမ်းမိုးပြီးတော့နေပါလားအတ္တလွန်ကဲတဲ့စိတ်ကိုကျိုးကိုယ်သာကြည့်တဲ့လောဘတရားလွှမ်းမိုးပြီးတော့နေပါလားဆိုပြီးတော့သူတို့ရဲ့စိတ်ဆံမှာအတ္တလွန်ကဲတဲ့လောဘလွှမ်းမိုးနေတဲ့သဘောကိုအာယုံပြုမိကြီးကျမ်းမကြီးကောင်းမွန်တဲ့အခါကျတော့ခုနမကြီးများကပြန်လာကြတယ်ပေါ့နော်အဲဒီတော့ဗန္ဒနတိမင်းကြီးကပုထုဇဉ်မှုတရားတကာဖြစ်တန်ကောင်းပါရဲ့လေနောက်ဆိုရင်တော့ဒီလိုဖြစ်ချင်မှဖြစ်မှာပါသို့တော်လည်းငါစမ်းတဲ့ကြည့်လာအောင်မှဆိုပြီးတော့နောက်တစ်ချိန်ကျတော့တကယ်အနာရောဂါမဖြစ်ဖက်နဲ့အနာရောဂါဖြစ်ချင်တာဆောင်းပြီးတော့အဲ့ရတဲ့မှာလဲနေလိုက်ယောဂဝေဒနာပြင်းထန်ခံစားနေရတဲ့ပုံဟန်ဆောင်ပြီးတော့လူလှိမ့်ပြီးတော့နေလိုက်အဲဒီအခါမှာမကြီးများကလည်းမင်းကြီးဝေဒနာဆွဲကပ်ပြီးဆိုတာပြီးတော့တခါတည်းမင်းကြီးကိုပြုစုဖို့မရဘဲနဲ့တိုင်းတစ်ပါးထောက်သွားကြတယ်ထောက်သွားပြီးတော့တိုင်းတစ်ပါးမှာသွားပြီးတော့အလုပ်လုပ်ကြမင်းကြီးကျမ်းမာကြီးကောင်းမှုမီးဆိုတာပြီးတော့တခါပြန်လာကြအဲ့ဒီလို၃ချိန်တန်တဲ့စစ်စစ်ဒီတိုင်းကြီးပဲဖြစ်၄ချိန်မြောက်စမ်းသပ်လို့၄ချိန်မြောက်ပြန်လာတဲ့အခါမှာတော့ဗန္ဒနတိမင်းကြီးရဲ့တန်ဝေကညာနေဟာအထုအထိတ်ကိုရောက်သွားပြီဒီပုံများရဲ့စိတ်မှာမေတ္တာကင်းနေတယ်အတ္တလွန်ကဲတဲ့လောဘတွေလွှမ်းမိုးနေတယ်ငါစိတ်မှာဒီလိုမကောင်းတဲ့သဘောတွေမဖြစ်အောင်ကြိုးစားမယ်ဆိုရင်တော့ဒီဘဝမှာကံကောင်းထောက်မှဆိုစိတ်ကောင်းနှလုံးကောင်းလေးရှိနေလို့ဒီလိုသဘောတရားမျိုးကိုယ်စိတ်မှာမရှိပေမဲ့နောက်ဘဝတွေမှာဘာမှအာမခံချက်မရှိဘူးနောက်ဘဝတွေမှာဒီလိုစိတ်မျိုးကင်းရင်ကင်းနိုင်တယ်ဒီတော့ကိုယ်စိတ်မှာဒီလိုကောင်းတဲ့သဘောလေးကင်းအောင်စောင့်ထိန်မယ်လို့ဒီလိုထားကလည်းသိပြီးတော့သေချာတဲ့ကိစ္စမဟုတ်ဘူးဒီလိုစိတ်ထားမျိုးရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဝေးရာကိုစွန့်ခွာပြီးတော့သွားမယ်ဆိုရင်လည်းပဲဒီနေရာကနေစွန့်ခွာသွားဟိုနေရာမှာလည်းဒီလိုစိတ်ထားမျိုးရှိတဲ့ပုဂ္ဂိုလ်တွေ့ရင်တွေ့အောင်ဟိုနေရာမှာဒီလိုစိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေ့လို့တခြားတနေရာစွန့်ခွာသွားကြလို့လည်းတခြားတနေရာမှာဒီလိုစိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ရင်တွေ့နေအောင်မှာဒီတော့ဒီလိုမကောင်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကဝေးရာကိုစွန့်ခွာနေခြင်းဒီလည်းပဲသေချာတဲ့ကိစ္စမဟုတ်ဘူးအသေးချာဆုံးကတော့ဘဝခန္ဓာချုပ်ငြိမ်းအောင်ကြိုးစားမှဖြစ်မယ်ဘဝဇက်ခန္ဓာဇက်အမြင့်ပြတ်သွားပြီဆိုရင်တော့လုံးဝဒီလိုသဘောတရားတွေလုံးဝကင်းရှင်းသွားပြီဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့လည်းလုံးဝဝေးသွားပြီဒီတော့ဘဝခန္ဓာဇက်အမြင့်ပြတ်အောင်ကြိုးစားမှဖြစ်မယ်ဘဝဇက်ခန္ဓာဇက်အမြင့်ပြတ်ဖို့ဆိုတာလည်းဝိပဿနာမှတပါးတခြားလမ်းမရှိဘူးဒီတော့ဝိပဿနာလို့အားထုတ်မှပဲဆိုပြီးတော့
တလွန်ကြောင်ကောင်းပေါ်မှာထိုင်လဲလျောင်းရင်းနဲ့ဝိပဿနာရှုမှတ်လိုက်တာမကြခင်မှာပဲဝိပဿနာဉာဏ်ဤဆင့်ဆင့်တက်မဉာဏ်ဤဆင့်ဆင့်တက်ပြီးတော့အတော်ကုန်ခံယဟနာဖြစ်သွားအရဟတမနဲ့အတူပိစိကဗောဓိဉာဏ်မှာရှင်တွဲပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ပိစိကဗုဒ္ဓအရှင်မြတ်ကြီးတဆူဖြစ်သွားတယ်။သူများစိတ်ကိုစစ်ပြီးတော့အထုတ်သွားလိုက်တဲ့သာဓကပါပဲ။အမြတ်ထုတ်တဲ့နေရာမှာသူများစိတ်မှာဖြစ်နေတဲ့မကောင်းတဲ့သဘောလေးကိုမရှိအောင်ကောင်းတဲ့သဘောလေးကိုပြည့်စုံအောင်ဒီလောက်ကလေးတင်စစ်စစ်ရင်တော့သိပြည့်ပြည့်ဝဝအမြတ်မထွက်ဘူး။သို့တော်လည်းပဲဒီသဘောကလည်းအခြေခံနည်းနဲ့ရှိတော့ရှိရမှာပါပဲ။သို့တော်ဒီလေးတရားနာပိဋကများကတော့ဝိပဿနာယောဂီများဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလောက်လေးတင်မကျေနပ်သေးနဲ့သူတစ်ပါးစိတ်ရဲ့မကောင်းတဲ့သဘောကောင်းတဲ့သဘောကိုဝိပဿနာအရှုခံအာယုံပြုပြီးတော့ဝိပဿနာဉာဏ်လေးမဲ့ဉာဏ်လေးအစစ်စစ်တက်သွားအောင်ကြိုးစားအားထုတ်ကြရမယ်။ဒီတော့ဗာရဏသီမိမိပိစိကဗုဒ္ဓဖြစ်သွားပြီးတဲ့နောက်ဟောကြားတဲ့တရားကပဇန္တိသေဝံတိသကာရဏထာနိကာရဏဒုံလဘအိသမိတ္တဧတံဘယံတံထဝေပိခမာနောဧကောစရိခကဝိဒါနကပောလောကီလောက၌မနုဿာလူတို့သည်ကာရဏထာမိမိရဲ့ကျိုးစီဝါတိဟုသောအကြောင်းကြောင့်သာလျှင်ပဇန္တိချင်းကပ်နေကြလေကုန်၏သေဝံတိမိဝဲကြလေကုန်၏ဒီကာရဏမိမိရဲ့အကျိုးစီဝါကိုမကြည့်ဘဲနဲ့မိမိရဲ့အကျိုးစီဝါတစ်ခုတည်းကိုသာမကြည့်ဘဲနဲ့ပေါင်းတင်ဆက်ဆံမိဝဲချင်းကပ်ကြတဲ့မိတ္တမိန်ကောင်းဆွေကောင်းမိတ်ဆွေဆွေစစ်တို့သည်ဣဇာယနေ့ချိန်ခါမှာတော့ဒုံလဘအင်မတန်မှရခဲ့လာပါပြီတန်ထဝေအပေါင်းအဖော်နဲ့ရောလောပြီးတော့နေရခြင်း၌ဧတံဘယံဤအဖြစ်ကိုပိခမာနောရှုမြင်ဆင်ញင်သောတန်တောပညာရှိသူတော်ကောင်းသည်ခက်ကဝိသနာကပောကြံ့ကျိုးကဲ့သို့ဝါကြံ့ကျိုးနှင့်မခြားတမူလားတူစွာဧကောဝတယောက်ထဲသာလျင်စရိစရိယကောင်းစွာမသွေနေထိုင်သင်လာပါပေတည်းအဲ့ဒါကသူများကိုယ်စိတ်ကိုသူများစစ်ခြင်းကိုယ်စိတ်ကိုသူများစစ်ခြင်းဆိုတာလည်းလိုအပ်တဲ့အချက်တစ်ခုပဲဒါကြမှာကိုယ်စိတ်ကိုစစ်ကြည့်လိုက်တဲ့အခါမှာကိုယ်စိတ်မှာဖြစ်နေတဲ့သဘောတရားရဲ့သဘောတရားကိုအမှန်အတိုင်းသိနိုင်တဲ့ဉာဏ်ကအမှီရဖြစ်နေတတ်တယ်ဒါကြမှာကိုယ်စိတ်ကိုစစ်တာကိုယ့်အကိုမှန်တယ်လို့ထင်နေပေမဲ့လည်းပဲမှန်မှန်ရင်းရလဲလဲချောချောဖြစ်နေတာမျိုးလည်းရှိတတ်တယ်အဲ့ဒီလိုအခါမျိုးမှာမိမိစိတ်မှာဖြစ်နေတဲ့သဘောကိုကောင်းစေခြင်းနဲ့မေတ္တာစေတနာတရားရင်းခံထားပြီးတော့ထက်မြက်သောမှန်ကန်သောဉာဏ်နဲ့မှန်မှန်ကန်ကန်စစ်ဆေးပေးနိုင်တဲ့ပုဂ္ဂိုလ်စီချင်းကပ်ပြီးတော့ကိုယ်စိတ်ကိုစစ်ဆေးခံမှုလိုအပ်တယ်။အဲဒီလိုစစ်ဆေးခံတတ်ရင်ခံလိုက်လို့ရှိရင်ကိုယ်စိတ်ကိုအမှန်တိုင်းစစ်တတ်သွားတယ်။စစ်ပြီးတော့အမြတ်ထွက်အောင်ကြိုးစားအားထုတ်နိုင်တယ်။အဲဒီတော့ကိုယ်စိတ်ကိုသူများစစ်ပေးတဲ့နေရာမှာကိုယ်စိတ်ကိုသူများစစ်ချင်းကနေပြီးတော့အမြတ်ထုတ်တတ်ဖို့ဆိုရင်တော့အရေးကြီးလိုအပ်တဲ့အချက်ကသောဝဆတတဂုံပဲ။သောဝဆတတဂုံဆိုတာကတော့ပြောဆိုဆုံးမလွယ်တဲ့ဂုံမိမိရဲ့အဖြစ်ကိုမေတ္တာပညာနဲ့ပြောဆိုလာတဲ့အခါမှာယုံကြည်လေးစားစွာခံယူပြီးတော့အဲ့ဒီအဖြစ်ကိုကင်းရှင်းအောင်ကြိုးစားအားထုတ်တတ်တဲ့သဘောမိမိကိုကောင်းရာကောင်းကြောင်ပြောဆိုညွှန်ပြလာတဲ့အခါမှာလေးစားစွာခံယူပြီးတော့အဲ့ဒီကောင်းရာကောင်းကြောင်အကျင့်ကိုလိုက်နာကျင့်သုံးတတ်တဲ့သဘောအဲ့ဒါကိုသောဝဆတတဂုံလို့ခေါ်တယ်အဲ့ဒီလိုသောဝဆတတဂုံနဲ့ပြည့်စုံမှကိုယ်စိတ်ကိုသူများစစ်ပေးခြင်းကနေအကျိုးအမြတ်ထွက်အောင်အားထုတ်နိုင်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ငါလိုလူကိုသူကပြောရကောင်းလားသူကဘာမို့လို့လဲဆိုပြီးတော့အဲ့ဒီလိုမာနစိတ်တွေရှိနေမယ်ဆိုရင်တော့ကိုယ်စိတ်ကိုသူများစစ်ပေးခြင်းကနေဘာအကျိုးအမြတ်မှထွက်လာမှာမဟုတ်ဘူးသောဝဆတတဂုံနဲ့ပြည့်စုံပြီဆိုရင်ကိုယ်စိတ်မှာဖြစ်နေတဲ့သဘောသဘာဝတွေကိုအမှန်အတိုင်းသူတစ်ပါးကစစ်ဆေးပေးလာတဲ့အခါမှာစစ်ဆေးပေးတဲ့အတိုင်းလိုက်လာကျင့်သုံးတဲ့အတွက်ကြောင့်အကျိုးအမြတ်တွေအစစ်အစစ်ထပ်ပေါ်ပြီးတော့လာနိုင်တယ်။အရှင်လက်ထက်တုန်းကအရှင်နိရုဒ္ဓမထေရမြတ်ကအရှင်သာရိပုတ္တရာမထေရမြတ်ထမ်းမှချင်းကပ်ပြီးတော့ကိုယ်စိတ်ကိုစစ်ဆေးခံခဲ့။ရှင်နိရုဒ္ဓမထေရမြတ်ကိုယ်စိတ်ကိုစစ်တယ်။စစ်တာအမှန်တိုင်းမဖြစ်နိုင်ဘူး။မှန်တယ်လို့ထင်တယ်သို့တော်လည်းပဲလွယ်လွယ်ချော်ချော်ဖြစ်နေတယ်။မိမိရဲ့ရှိမှန်းချက်ကိုမရောက်နိုင်နဲ့ဖြစ်။အဲဒီတော့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံချင်းကပ်ပြီးတော့စစ်ဆေးခံစစ်ဆေးခံလဲဆိုတော့ရှင်သာရိပုတ္တရာမထေရမြတ်ကိုရှင်နိရုဒ္ဓမထေရမြတ်ကလျှောက်တယ်ရှင်ဗျာတပည့်တော်ရဲ့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့လောကဓာတ်တစ်ထောင်ကိုအချိန်မရွေးကြည့်နိုင်တယ်ဗျာတပည့်တော်ရဲ့ဝရိယတရားတတိတရားသမာဓိတရားပတ္တိတရားတွေဟာလည်းအမတန်ကိုအားကောင်းပါလေဗျာ
အဲ့ဒီလိုအစွမ်းစားနေရှိပြီးတော့အဲ့ဒီလောက်အာထုနေပါရဲ့နဲ့တပည့်တော်ဘာကြောင့်ယဟန္တာမဖြစ်နိုင်ရသေးတာလဲဗျာရှင်သာရိပုတ္တရာမထေရမြတ်ကိုလျှောက်အဲ့ဒီရှင်သာရိပုတ္တရာမထေရမြတ်ကြီးကရှင်တို့ကမထေရမြတ်ရဲ့စိတ်ကိုစစ်ဆေးပြီးတော့ပေးငါရှင်အနုရုဒ္ဓတထောင်သောလောကဓာတ်ကိုငါရဲ့ဒိဗ္ဗစကုအဘိညာဉ်နဲ့အချိန်မရွေးအလွယ်တကူကြည့်ရှုနိုင်တယ်ဆိုတဲ့စိတ်ကလေးဖြစ်နေတာဟာငါရှင်အနုရုဒ္ဓရေတင့်ရဲ့စိတ်အစဉ်မှာအဲ့ဒါမာနကိန်းနေတာငါရှင်ရဲ့စိတ်မှာမာနကိလေသာကြားခုနေတာအဲ့ဒီမာနဆိုတဲ့ကိလေသာတွေလည်းပယ်လိုက်စမ်းပါငါဝရိယတရားတွေသိအားကောင်းတယ်ကြိုးကြိုးစားစားအားထုတ်တယ်တတိတွေလည်းသိကောင်းနေတယ်အာယုမှာကက်ကနေသမာဓိတွေကလည်းသိပြီးတော့တည်ငြိမ်နေတယ်ပတ္တတိတွေလည်းဖြစ်နေတယ်အဲ့ဒီလိုဆန်းဆန်းနေတာဟာငါရှင်အနုရုဒ္ဓရေတင့်စိတ်အစဉ်မှာဥဒ္ဒစ္စဖြစ်နေတာကွဥဒ္ဒစ္စဆိုတဲ့စိတ်ပြန့်လွင့်မှုပါပဲဒါလောက်အစွမ်းအစရှိတဲ့ပုဂ္ဂိုလ်ငါလိုပုဂ္ဂိုလ်မျိုးကဒါလောက်ကြိုးကြိုးဆန်းဆန်းအားထုတ်လို့တတိသမာဓိတွေအားကောင်းနေပါရဲ့နဲ့ဘာလို့ယဟန္တာမဖြစ်နိုင်ရသေးတာလဲလို့အဲ့ဒီလိုတွင်းနေတာကတော့ငါရှင်အနုရုဒ္ဓရဲ့စိတ်မှာကုက္ကုဆဝဲနေတာကုက္ကုဆဆိုတဲ့ကိလေသာကြားခိုနေတာအဲ့ဒီကုက္ကုဆကိုလည်းပယ်လိုက်စမ်းပါကုက္ကုဆဆိုတာကတော့ပြုလုပ်တဲ့နာကိုမပြုလုပ်ခဲ့လို့မပြုလုပ်တဲ့နာကိုပြုလုပ်ခဲ့ပြီလို့နောက်တိုင်းရတဲ့သဘောကိုကုက္ကုဆလို့အများစုကတော့အလွယ်တကူသိထားကြဒီနေရာမှာတော့လှုပ်ထက်တဲ့အလုပ်ကိုလှုပ်ပါရဲ့နဲ့လှုပ်တော့အကျိုးမရတဲ့အတွက်ကြောင့်နောက်တိုင်းဖြစ်နေတာလေဒါလည်းကုက္ကုဆပဲလို့မှတ်ကြပါအဲ့ဒီလိုအရှင်နုရုဒ္ဓမထေရရဲ့စိတ်မှာဖြစ်နေတဲ့သဘောတဘာဝသုံးမျိုးကိုရှင်သာရိပုတ္တရာမထေရကမှန်မှန်ကန်ကန်စစ်ဆေးပေးလိုက်တော့အရှင်နုရုဒ္ဓမထေရကလည်းသောဝဆတ္တဂုံနဲ့ပြည့်စုံတဲ့အတွက်ဆုံးဝချက်ကိုပြောဆိုစစ်ဆေးပေးချက်ကိုရိုးရိုးသေးသေးလိုက်နာကြင်ကြအားထုတ်လိုက်တာမကြခင်ပဲအာတော်ကုန်ခန်းလို့ယဟန္တာဖြစ်သွားတယ်ကိုယ်စိတ်ကိုသူများစစ်ပေးခြင်းကနေအကျိုးမြတ်ထွက်အောင်ယူလိုက်တဲ့တာတကပါပဲဒီဖြစ်ရကလေးကတော့ဝိပဿနာလို့အားထုတ်နေကြတဲ့ယောဂီများအတွက်ယောဂီများနဲ့အမတန်ကိုတက်ဆိုင်တဲ့အချက်ကလေးပါဒီချက်ကိုအကျယ်ထွန်းတော်ဦးဇင်းတို့ချက်ပြီးတော့ပြောဖို့အချိန်မရရှင်တို့ဓမ္မထေရကငါဒိဗ္ဗစကုအဘိညာဉ်နဲ့လောကရတထောင်ကိုအချိန်ကြီးကြည့်နိုင်တယ်ဆိုတဲ့စိတ်ကလေးဖြစ်နေတယ်လို့ချုပ်ဝိပဿနာရလဲငါဟာတရားသိကောင်းတဲ့ပစ္စည်းဥစ္စာတွေအမှန်တန်ချမ်းသာရတဲ့နဲ့စောင့်ပြီးတော့ငါတရားအားထုတ်နေတာငါဉာဏ်အမှန်တန်ထက်တဲ့ဘွယ်တွေဂုဏ်တွေအများကြီးရှိတယ်ဒီလိုပုဂ္ဂိုလ်ဘွယ်တွေဂုဏ်တွေအများကြီးနဲ့ငါတရားအားထုတ်နေတာပြီးတော့ငါလိုတရားကောင်းတဲ့ပုဂ္ဂိုလ်ငါလိုဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်အဲ့ဒီလိုစိတ်မျိုးလေးတွေတချို့ဖြစ်နေတတ်ကြအဲ့ဒါဘာလဲဆိုရင်ခုနမာနဝင်နေတာဟာငါဝိရိယတွေတရားအားထုတ်တယ်သူများတဏှာထိုင်နေငါ2နာရီ3နာရီထိုင်နေတယ်သူများတွေအမှတ်တွေကျဲနေလိုက်တာငါကတော့အမှတ်စိတ်ကလေးမှတ်နိုင်တယ်သူများတွေစိတ်မတည်ငြိမ်ဘူးငါကတော့စိတ်ကလေးကိုတည်ငြိမ်နေတယ်ဘယ်မှမထွက်ဘူးပတ္တတိငါရဲ့ကိုယ်စိတ်နှပါလည်းအမတန်မှညှိအေးနေတာပဲဒီပတ္တတိလေးကနည်းနည်းအရေးကြီးအချို့သောယောဂီများကတမာတိညာအားဝိပဿနာညာအားလေးထိုက်လျောက်ကောင်းလာတဲ့အခါမှာကိုယ်စိတ်ညှိအေးမှုတွေခံစားရဝိတပိတော်တို့ဘုရားမွေးကြတဲ့ကဒီနေ့ဒီချိန်ထိဒီလိုညှိအေးမှုမျိုးဘယ်တော့မှမခံစားခဲ့ဘူးဘယ်လိုညှိအေးမှကိုမသိဘူးဘုရားဆိုပြီးတော့အဲ့ဒီညှိအေးနေတဲ့သဘောလေးကိုပဲတရားပြီးလို့ထင်နေတတ်ကြမဟုတ်သေးပါဘူးဝိပဿနာရဲ့ညီကြောင့်တရားဖြစ်တဲ့ဒီရှုအားကောင်းလာတဲ့အခါမှာဒီကိုယ်စိတ်ညီခြင်းဆိုတာကဖြစ်တတ်ပါတယ်ငါတသက်နဲ့တော့မခံစားဘူးတဲ့ညီခြင်းကိုခံစားနေရပြီဆိုပြီးတော့အဲ့ဒီလိုဖြစ်နေတဲ့စိတ်ဒီလည်းပဲခုနရှင်သာရိပုတ္တရာမထေရကြီးကဥဒ္ဒစ္စပဲငါလိုတရားကောင်းတဲ့လူငါလိုဉာဏ်ပညာထက်မြက်တဲ့လူဒါတော့အားထုတ်နေပါရဲ့ကနေဘာလို့ဉာဏ်စိတ်လေးမတက်ရတာလဲဘာလို့ငါတတ်တတ်မဖြစ်သေးရတာလဲဒီလိုလဲတွေးတတ်ကြတချို့ညာညင်ကြပြီးတော့ချုံမချငိုတဲ့ထိတောင်ဖြစ်တတ်ကြအဲ့ဒါဘာလဲဆိုရင်ကုက္ကုဆပဲအဲ့ဒီသုံးမျိုးကိုပယ်မှအဲ့ဒီသုံးမျိုးကိုစိတ်ထဲမှာနှလုံးမသွဲမဲ့ထားပြီးတော့ကြိုးစားကိုတကယ်အလုပ်လုပ်ရမယ်အလုပ်ကလေးကိုပဲပြစ္ဆုတ်ပန်ကြပရမတ်ဆိုင်လုပ်သွားမယ်ဆိုရင်အချိန်တန်တဲ့အခါမှာမိမိရဲ့ရည်မှန်းချက်ကအောင်မြင်သွားမှာပါပဲဒါကြောင့်ရှင်နုရုဒ္ဓမထေရရဲ့စိတ်ကိုရှင်သာရိပုတ္တရာမထေရကြီးစစ်ဆေးပေးတဲ့အချက်ဟာဝိပဿနာယောဂီများမကြာခဏနှလုံးသွင်းတဲ့အချက်ပါပဲနိရိနံဝဘဝတံယံပတ္တိဝိသတတိနံဝိသတတိနံမိမိရဲ့အပြစ်ကိုမှန်တိုင်းပြောဆိုညွှန်ပြလာသောပုဂ္ဂိုလ်ကိုအပြစ်ပြောတယ်ဆိုတဲ့နေရာမှာလည်းပဲကဲ့ရဲ့ရှုံချခြင်းလို့အပြစ်တင်ခြင်းလို့ဂုဏ်သတင်းပြည့်စည်ခြင်းလို့နာမည်ပြည့်စည်ခြင်းလို့အဲ့ဒီလိုမကောင်းတဲ့စိတ်ထားမျိုးနဲ့အပြစ်ကိုပြောလာရင်တော့ဒါကိုထည့်သွင်းစဉ်းစားနေကြမလိုပါဘူးဥပ္ပခါပြုလိုက်ကြုံမှာပဲ